မင်္ဂလာပါရှင် KNK ဂျပန်စာသင်တန်းကျောင်းမှကြိုဆိုပါရစေဒီနေ့မှာတော့အင်တာဗျူးဖြစ်ဆိုတာနဲ့ပတ်သက်ပြီးတော့တည်တဲ့အချက်ကလေးတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်တကယ်တော့ဂျပန်အလုပ်အင်တာဗျူးတွေမှာဂျပန်စာကျွမ်းကျင်ရုံတွေမဟုတ်ဘဲနဲ့ကိုဘယ်လောက်ထိပြင်ဆင်ထားလဲအလုပ်ပေါ်ဘယ်လောက်ထိစိတ်ဝင်စားမှုရှိလဲတာဝန်ယူမှုရှိလဲဆိုတာတွေကိုအလုပ်ရှင်တွေဘက်ကနေပြီးတော့မှသေချာကြည့်လို့ရှိကြပါတယ်ဒါကြောင့်အင်တာဗျူးမဝင်ခင်အခုပြောပြမယ့်အချက်လေးတွေကိုသေချာပြင်ဆင်ထားသင့်ပါတယ်ရှင်ပထမဆုံးအနေနဲ့ကိုလျှောက်ထားတဲ့ company ကြောင်းသိထားဖို့လိုပါတယ်။ company ရဲ့နာမည်၊ပြည်နေရာ၊ဘာလုပ်ငန်းလုပ်လဲဆိုတာတွေကိုသိထားဖို့လိုပါတယ်။အဲ့လိုသိထားမှသာအင်တာဗျူးမှာမေးလာတဲ့အခါမှာကိုကဒီအမှန်တကယ်စိတ်ဝင်စားပြီးတော့မှပြင်ဆင်ထားတဲ့သူတယောက်ဆိုတာကိုပြသနိုင်မှာပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ကိုလျှောက်ထားတဲ့အလုပ်မျိုးစားပေါ်သေချာနားလည်ထားဖို့လိုပါတယ်။ကိုကဒီလုပ်မှာဘာတာဝန်တွေလုပ်ရမှာလဲဘယ်လိုပုံစံနဲ့လုပ်ရမှာလဲဆိုတာတွေကိုသေချာသိထားဖို့လိုပါတယ်။အဲ့လိုနားလည်ထားမှသာအင်တာဗျူးဖြေဆိုတဲ့အခါမှာပို့ပြီးတော့ယုံကြည်မှုရှိနေပြီဆိုနိုင်မှာပဲဖြစ်ပါတယ်ရှင်။ပြီးတော့ဒီအလုပ်ကိုဘာကြောင့်ရွေးချယ်တာလဲဆိုတဲ့မေးခွန်းကိုကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ဘာသာကောင်းလို့ဆိုတာထက်ကိုယ့်ရဲ့စိတ်ဝင်စားမှုရေရှည်ရည်မှန်းချက်သင်ယူလိုစိတ်တွေကိုထိဆက်ပြီးတော့မှဖြေဆိုနိုင်ဖို့လိုပါတယ်။နောက်ထပ်အရေးကြီးတာကတော့ကိုယ့်ရဲ့အားသာချက်အားနည်းချက်နဲ့အတွေ့အကြုံတွေကိုလိုရင်းတိုရှင်းပြောနိုင်ဖို့လိုပါတယ်။ကိုကဘယ်နေရာမှာတော်တယ်ဘာတွေဆက်လက်တိုးတက်အောင်လုပ်ဖို့လိုတယ်ဘယ်လိုလုပ်ငန်းမျိုးမှာနေရာမျိုးမှာလုပ်ခဲ့လဲဆိုတဲ့ဟာတွေကိုစနစ်တကျပြောနိုင်ဖို့လိုပါတယ်ရှင်။နောက်ဆုံးအနေနဲ့ယုံကြည်မှုရှိရှိဖြေဆိုနိုင်ဖို့စကားပြောတွေကိုသေချာလေ့ကျင့်ထားဖို့လိုပါတယ်။မေးခွန်းကိုနားလည်ပြီးချက်ချင်းယုံကြည်မှုရှိရှိဖြေဆိုနိုင်ခြင်းကအင်တာဗျူးမှာကောင်းမွန်တဲ့ပုံရိပ်ကိုဖန်တီးပေးနိုင်မှာပဲဖြစ်ပါရဲ့ရှင်။ဒါကြောင့်ဂျပန်အလုပ်အင်တာဗျူးတွေမှာအောင်မြင်ဖို့ဆိုလို့ရှိရင်ဂျပန်စာကျွမ်းကျင်ရုံတစ်ခုတည်းနဲ့မလုံလောက်ပါဘူး။ကုမ္ပဏီကြောင်းသိထားဖို့အလုပ်ကြောင်းနားလည်ဖို့နဲ့စကားပြောကျွမ်းကျင်မှုတို့ကိုပါသေချာပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ KNK သင်တန်းကျောင်းမှာတော့သင်တန်းသားများဂျပန်လုပ်အင်တာဗျူးများကိုယုံကြည်မှုရှိရှိဖြေဆိုနိုင်စေရန်အင်တာဗျူး training များသင်ကြားပေးလျက်ရှိပါတယ်။ဒီအင်တာဗျူး training တန်းနေမှာဆိုလို့ရှိရင်မိမိကိုယ်ကိုမိတ်ဆက်ခြင်းများလက်တွေ့အမေးဖြေများနဲ့ဂျပန်နိုင်ငံနဲ့ပတ်သက်တဲ့ဗဟုသုတများကိုစနစ်တကျသင်ကြားပေးလျက်ရှိပါတယ်ရှင်။ဂျပန်နိုင်ငံမှာအလုပ်လုပ်ဖို့ရည်မှန်းထားရဆိုရင် KNK နဲ့အတူတူအကောင်းဆုံးပြင်ဆင်လိုက်ကြအောင်နော်။ဗီဒီယိုလေးကိုလည်းအဆုံးထိစောင့်ကြည့်ပေးကြတဲ့အတွက်ကြောင့်ကျေးဇူးများကြီးတင်ပါတယ်ရှင်။